ပြေပွဲအတွင်း electronic secret ယူဆောင်ဝင်လာမှုကြောင့်လုံခြုံရေးဝန်ထမ်းတွေရဲ့ရိုက်နှက်မှုခံရတယ်လို့ထိုင်းနိုင်ငံရရောင်းခရိုင်ဘန်ကန်ရဲစခန်းမှာဇနီးမောင်နှံတစုံကလင်မဲဖင်ကန်းကြီးမှာကျင်းပတဲ့ဖျော်ဖြေပွဲအတွင်း electronic secret ယူဆောင်ဝင်လာတဲ့ဆိုပြီးလုံခြုံရေးဝန်ထမ်းတွေရဲ့ဝိုင်းဝန်းရိုက်နှက်မှုကိုခံခဲ့ရတယ်လို့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ဇနီးဖြစ်သူရဲ့ပြောကြားချက်အရခင်မွန်းတဲ့ဟာအပြင်ထွက်ပြီးစီးသွားပြီးတဲ့နောက်ဖျော်ဖြေပွဲအတွင်းကိုပြန်လည်ဝင်ရောက်လာစဉ်မှာ electronic secret ကိုကင်ဆောင်လာတဲ့အတွက်လုံခြုံရေးဝန်ထမ်းတွေကစစ်ဆေးပြီးပစ္စည်းကိုသိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။အဲ့နောက်မှာတော့ခင်မွန်းတဲ့ကမသိင့်တော်တဲ့စကားတွေပြောဆိုခဲ့တယ်ဆိုပြီးလုံခြုံရေးဝန်ထမ်းတွေကဆွဆွဲပြီးမျက်နှာကိုရိုက်နှက်ခဲ့တယ်လို့နောက်ပိုင်းမှာလည်းဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ဇနီးဖြစ်သူကဆိုပါတယ်။မိမိအနေနဲ့ဝင်ရောက်တားဆီးဖို့စ조사ခဲ့ပေမဲ့လည်းလုံခြုံရေးဝန်ထမ်းတွေကတားဆီးထားတဲ့အတွက်မကူညီနိုင်ခဲ့ကြောင်းလည်းပြောပါတယ်။အစပိုင်းမှာ electronic secret ယူဆောင်ဝင်လာတဲ့ကိစ္စအတွက်ဒဏ်ငွေပေးဆောင်ရမယ်လို့သာထင်ထားခဲ့ပေမဲ့လည်းလုံခြုံရေးဝန်ထမ်းတွေရဲ့အပြုအမူဟာလိုအပ်တာထက်ကျော်လွန်ခဲ့တယ်လို့ဇနီးဖြစ်သူကဆက်လက်ပြောကြားပါတယ်။ခင်မွန်းဖြစ်သူကလည်းလုံခြုံရေးဝန်ထမ်းတွေဟာမိမိကိုပွဲအပြင်ကိုဆွဲထုတ်ဖို့စ조사ခဲ့ပေမဲ့လည်းမိမိကလက်မခံခဲ့ကြောင်းအပြင်ကိုရောက်ပါကပုံမပြင်းထန်စွာရိုက်နှက်ခံရမှာကိုစိုးရိမ်ခဲ့ကြောင်းပြောပါတယ်။ရိုက်နှက်ခံရမှုကြောင့်နားနှစ်ဖက်လုံးမှာညိုမဲထန်ရတွေရရှိခဲ့တယ်လို့နားအနောက်ဖက်မှာလည်းချိရတွေရရှိခဲ့တယ်လို့၎င်းကဆိုပါတယ်။ဖြစ်စဉ်အတွင်းရဲတပ်ဖွဲ့ဝင်2ဦးကိုတွေ့ရှိတဲ့အတွက်ဝင်ရောက်တားဆီးပေးဖို့တောင်းဆိုခဲ့ရမှာရဲတပ်ဖွဲ့ဝင်2ဦးကယာရုငယ်သေးလို့ဘာမှမကူညီနိုင်ဘူးလို့ပြန်လည်ဖြေကြားခဲ့တယ်လို့လည်းဇနီးဖြစ်သူကပြောပါတယ်။ထိတ်လန့်နေတဲ့အတွက်မိမိကိုယ်တိုင်ဗီဒီယိုမှတ်တမ်းမရိုက်ကူးနိုင်ခဲ့ပေမဲ့အနီးကပြည်သူ2ဦးကမှတ်တမ်းတင်ရိုက်ကူးထားတဲ့ဗီဒီယိုကိုပေးပို့ခဲ့ပြီးအဲ့ဒီရုပ်သံဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားခဲ့ကြောင်းသိရပါတယ်။အသက်73နှစ်အရွယ်သားဖြစ်သူကလည်းဖခင်ရိုက်နှက်ခံရတဲ့ရုပ်သံကိုမြင်တွေ့ခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာဇနီးမောင်နှံဟာဘန်ကန်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားပြီးပွဲစီစဉ်သူနဲ့ရိုက်နှက်ခဲ့တယ်လို့ဆွဆွဲခံထားရတဲ့လုံခြုံရေးဝန်ထမ်းတွေကိုတာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုထားပါတယ်။၎င်းတို့က electronic secret ယူဆောင်ဝင်လာခြင်းဟာဥပဒေနဲ့မညီဘူးဆိုရင်ဒဏ်ငွေပေးဆောင်တာဒါမှမဟုတ်ဥပဒေအရအရေးယူခံရတာကိုလက်ခံနိုင်ကြောင်းဒါပေမဲ့ကိုဒီလက်ရောက်အကြမ်းဖက်ရိုက်နှက်တာကိုတော့လက်မခံနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ဖျော်ဖြေပွဲအတွင်း electronic secret ကင်ဆောင်ထားသူဟာခင်မွန်းဖြစ်သူတဦးတည်းမဟုတ်ပဲတခြားသူတွေလည်းရှိခဲ့ကြောင်းပွဲနေရာမှာယူဆောင်ခွင့်မပြုကြောင်းအသိပေးဆိုင်းပုဒ်တွေလည်းမရှိသလိုဝင်ပေါက်မှာလည်းလုံခြုံရေးဝန်ထမ်းတွေကကြိုတင်ရှင်းလင်းအသိပေးတာမျိုးလည်းမရှိခဲ့ကြောင်း၎င်းကပြောဆိုထားပါတယ်ရှင်။